ကျမတို့မျိုးသမီးတွေမှာကျမတို့အကောင့်အဆိုးဆိုတာကိုဘယ်လိုမျိုးတွေနဲ့ကျမတို့ဆုံးဖြတ်ကြလဲဆိုရင်ပတ်ဝန်းကျင်ကရိုက်ခတ်မှုတန်းတွေရဲ့ကျမတို့ရဲ့စိတ်အခြေအနေဟိုအတွင်းစိတ်ကနေလာတဲ့ကောင်းခြင်းဆိုးခြင်းဆိုတဲ့စိတ်ခံစားမှုတွေကနေပြီးတော့မှကျမတို့ကတစ်ခါတလေမှာဆုံးဖြတ်ကြတာပေါ့ဒါဆိုရင်ကောင်းတဲ့အရာတွေကဘာလဲကျမတို့မိသားစုဆက်ဆံရေးတွေကောင်းမွန်နေတယ်ငွေကြေးအတိုင်းတာအရာကျမတို့ရဲ့လိုအပ်တဲ့သုံးစွဲမှုအပေါ်မှာပြည့်စုံနေတယ်ပြီးဆိုရင်ကျမတို့လူမှုပတ်ဝန်းကျင်မှာကိုလေးစားချစ်ခင်မှုတွေရှိတယ်ဆိုရင်တော့ဒါအရင်ကောင်းမွန်တဲ့အချက်ပေါ့အဲဆိုရင်ကျမဆိုရင်လွန်ခဲ့တဲ့10နှစ်လောက်ကကျမလုပ်ငန်းတစ်ခုမှာကျမအတော်တင်အောင်မြင်ခဲ့ဘူးတယ်ဝင်ငွေဆိုငွေတစ်ခုပေါ်မှာကျမအများကြီးရရှိခဲ့ဘူးတယ်အဲ့လိုမျိုးကနေပြီးတော့မှကျမမိသားစုကိုလည်းကျမပံ့ပိုးပေးနိုင်တယ်ဘေးကနေလည်းမျိုးသားအတွက်ကျမအထောက်အကူတစ်ခုဖြစ်ခဲ့တယ်အဲ့တော့ကျမကအရင်ကျင်တဲ့ဘဝတစ်ခုကိုရတယ်မိသားစုကလည်းလေးစားချစ်ခင်မှုရတယ်ပတ်ဝန်းကျင်ရဲ့လေးစားချစ်ခင်မှုတွေလည်းကျမရတော့ကျမမကြုံခဲ့ဘူးလားကြုံခဲ့ဘူးလားပေါ့ကျမအစိုးတွေကတော့ကျမအရင်ကိုယုံကြည်အားကိုးထားတဲ့အဲ့ဒီလုပ်ငန်းကြီးကရနာသွားလိုက်တဲ့အချိန်မှာကျမရဲ့စိတ်အခြေအနေတွေအားလုံးကရင်းရိုင်သွားပြီးတော့မှကိုတိမ်ငယ်တဲ့စိတ်မယုံကြည်တော့တဲ့စိတ်စူးစမ်းခဲ့သမျှအရာဘာမှမရှိတော့ပါလားဆိုတဲ့စိတ်တွေကကျမရဲ့ဘဝမှာအဆိုးဆုံးအချိန်တစ်ခုကိုဖျက်ဆီးခဲ့ရတယ်တချို့မျိုးသမီးလေးတွေမှာကျတော့ကျမတို့ဘာတွေဖြစ်လဲဆိုရင်အိမ်တွင်းကြမ်းဖက်မှုတွေရှိတယ်เนาะပြီးရင်ကိုမိသားစုရဲ့ဖြစ်စည်းမှုတွေရှိတယ်ဒါမျိုးတွေမှာဆိုရင်လည်းအဆိုးတွေအများကြီးရှိတယ်ဒီအဆိုးတွေကိုကျမတို့ကဘယ်လိုကြုံဖြတ်မလဲအကောင်းတွေကအသိမှကြံခဲ့ပြီဆိုရင်လက်ရှိကျမတို့အဆိုးထဲမှာရှိနေခဲ့တယ်ဆိုရင်အဲ့ဒီအဆိုးကနေကျမတို့စပြီးတော့မှရုံထွက်ပါမယ်အဲ့ဒီရုံထွက်မှုကတော့ဗာလဲဆိုရင်ကျမတို့ရဲ့စိတ်တွေကိုကောင်းမွန်တဲ့စိတ်ဖက်ကိုပဲကျမတို့ပြောင်းပြီးတော့မှဒီနေ့ဆိုးနေခြင်းတွေဟာကျမတို့မနှက်ဖြန်ကောင်းဖို့အတွက်မနှက်ဖြန်ကောင်းလာတဲ့အခါမှာကျမတို့ဒီအဆိုးတရားတွေတဖြည်းဖြည်းပါရော့လာဖို့အတွက်ဆိုတဲ့စိတ်တွေနဲ့ကျမတို့ကသွားဖို့လိုအပ်ပါတယ်ကျမဆိုရင်အဲ့လိုမျိုးစူးစမ်းပြီးတော့မှရုံထွက်ခဲ့ရတာပါအဲ့တော့ကျမပြောပြချင်တာကဒီနေ့ဒီလိုပဲကျမနဲ့အတူကျမရဲ့မိတ်ဆွေတူလေးတွေကဒီလိုမျိုးလေးတွေကြုံတွေ့နေရတယ်ဆိုရင်ကိုယ့်ရဲ့ဘဝမှာအကောင်းတွေဖြစ်ဖို့အတွက်ကောင်းတဲ့စကားလေးတွေများများပြောမယ်ကောင်းတဲ့ပတ်ဝန်းကျင်မှာများများနေမယ်လူမှုဆက်ဆံရေးတွေကိုကောင်းမွန်လာအောင်ကျမတို့စူးစမ်းမယ်ကိုယ့်ဘဝအတွက်ကိုဘယ်လိုရာတွေကပြောင်းလဲပေးနိုင်တာလဲဆိုတော့ကျမတို့လိုက်ပြီးတော့ရှာဖွေဖို့လိုအပ်ပါတယ်အဲ့လိုမျိုးတွေနဲ့ကျမတို့စူးစမ်းမယ်ဆိုရင်အစိုးတွေကနေရုံထွက်လာနိုင်ပြီးတော့ကျမတို့ဘဝဟာပြန်ပြီးတော့မှအတစ်တပံပြန်လဲရှင်သန်လာပြီးတော့ကောင်းမွန်လာပါလိမ့်မယ်တကယ်လို့များကျမဒီနေ့ပြောလိုက်တဲ့ဗီဒီယိုလေးကသင်တို့အတွက်အကျိုးရှိတယ်ဆိုရင် yes လို့မှတ်ပေးခဲ့ပါပြီးရင်နောက်ဗီဒီယိုမှာကျမတို့တွေပြန်လဲဆုံတွေ့ကြမယ်နော်